အားလုံးပဲမင်္ဂလာပါဆိုသူလင်ဘလော့ကနေကြိုဆိုပါရစေညမန်ချက်စတာယူနိုက်တက်ကန်တဲ့ပွဲလေးကိုသုံးသပ်ပြချင်ပါတယ်ပြီးတော့နီးပြအာမော်ရင်ပြောသွားတဲ့နောက်ဆုံးပေးသက်တွေကိုသူပြောသွားတဲ့အချက်လေးတွေကိုလည်းပြန်လည်ပြီးတော့ပြောပြချင်ပါတယ်ညတော့မန်ယူကတော့အိမ်ဝင်းမှာအက်စတွန်ဗီလာကိုဒူးစီးနဲ့အနိုင်ရရှိသွားပါတယ်ဒီပွဲကတော့မန်ချက်စတာယူနိုက်တက်အတွက်အရင်အပန်းမကြီးတဲ့ပွဲတက်တောင့်တက်တာနိုင်တဲ့ပွဲပေါ့အက်စတွန်ဗီလာကလည်းကွင်းလယ်နဲ့ခန်းစစ်ကိုပိတ်ဆော့ပြီးတော့ကောင်တာတွေနဲ့သူကကိုသွင်းယူဖို့ကြိုးစားတယ်အဲ့ဒီဟာလည်းအလုံးမဖြစ်ခဲ့ပါဘူးဟိုဘန်ဒီယာဝင်ဖမ်းတယ်ညာဘန်ဒီယာတိတ်ဖမ်းရတဲ့အရေးကြီးကာကွယ်ရတဲ့လုံသိမရှိခဲ့ဘူးအက်စတွန်ဗီလာတိုက်စစ်ကိုလေးပို့ပြီးတော့ဆိုရတာလူတယောက်ရော့ပေါ့နော်အက်စတွန်ဗီလာ45မိနစ်မှာနောက်တန်းလူပေးမှားတဲ့ဟာကိုနောက်တန်းဂိုးသမားကိုပြန်ပေးတာကိုဝိုင်လန်ဂျားဖြတ်ယူပြီးတော့ဂိုးသမားကိုလိန်လိုက်တဲ့အချိန်မှာမာတီနက်ကဝိုင်လန်ကိုသွင်းမဲ့အခွင့်အရေးကိုပိတ်တဲ့အတွက်တိုက်လိုက်တဲ့အတွက်ဒိုင်ရဲ့အနီကန်နဲ့ထွက်သွားတဲ့အတွက်အက်စတွန်ဗီလာ10ရောက်ဖြစ်သွား10ရောက်ဖြစ်တော့ပို့ပြီးတော့မန်ယူကဘောပိုင်ဆိုင်မှုတော့ပထမပိုင်းကမန်ယူကဘောကင်ထားတယ်တိုက်စစ်ဆင်တယ်3-4-2-1နဲ့ပဲသူပွဲထွက်တယ်ထောင်တိုက်စစ်မှာဝိုင်လန်ထားတယ်မာဆင်မောင်းနဲ့အာမတ်နဲ့နောက်မှာပေါ့နော်ဒီယူရိုပါလိဖိုင်နယ်မှာသုံးခဲ့တဲ့အတိုင်းပဲကွင်းလယ်မှာဆိုရင်ဘရူနိုနဲ့ကာစီမီရိုထိုင်တယ်ဒိုကူနဲ့ပတ်ထရစ်ဒိုကူနဲ့မာဇာရိုရီနဲ့ကိုဘယ်ညာထားတယ်နောက်တန်းမှာတော့လင်ဒီလောနဲ့မကွာယာနဲ့အေဒင်ဟေးဗင်းဆိုတဲ့ချက်တိတ်လေးနဲ့ပွဲထွက်တာပေါ့နော်ပထမပိုင်းနဲ့မာဆင်မောင်းအခွင့်အရေးတွေရရှိပေမဲ့ကိုသမားမာတီနဲ့ကောင်းတာရယ်ပြီးတော့ဒဲလော့ကန်နယ်လုံးတိုင်မှန်တာရယ်ကြောင့်ဒုတိယပိုင်းမှာတော့ဂိုးစားရတယ်ဒီပွဲမှာအာမတ်ကတော့ဒဏ်ရာပြန်လာပြီးတဲ့ဂိုးတွေသွင်းတဲ့အတိုင်းပဲခြေစွမ်းပြနေတဲ့မန်ယူဒီယာဒီမှာအကောင်းဆုံးကစားသမားခြေစွမ်းပြတဲ့ကစားသမားကတော့အာမတ်တီယာလို့သူပါတဲ့ပွဲတိုင်းစိတ်လှုပ်ရှားစရာကောင်းတယ်သူရဲ့ driven skill တွေ1x1 ကြော်ဖြတ်တာတွေဖြတ်တင်ဘောတွေကစိတ်လှုပ်ရှားစရာကောင်းတယ်ဒီပွဲမှာလည်းဖြတ်တင်ပေးလိုက်တဲ့ဘောကိုသူခေါင်းတိုက်ပြီးကိုသွင်းသွားတယ်ပထမမာဆင်မောင်းဖြတ်တင်ပေးတဲ့လုံးလည်းပထမပိုင်းမှာလည်းသူပိတ်လိုက်တာဂိုးတိုင်ပေးတာကတ်ပြီးထွက်သွားမှာဒုတိယဂိုးကလည်းအာမတ်ဒီယာလိုအကြောင်းပဲရတဲ့ပန်နယ်တီကိုဘရူနိုကန်ပေးမဲ့ဘရူနိုကအဲရစ်ဆင်ကိုပေးလိုက်ပါတယ်အဲရစ်ဆင်တို့ဂျွန်နီအီဗန်တို့ညာနှုတ်ဆက်ပွဲလုပ်တယ်မန်ချက်စတာယူနိုက်တက်ကနေစာချုပ်တက်တန်းကုန်လို့ထွက်ခွာပါပြီညာနေပြအမော်ရင်ကနောက်ဆုံးပိတ်ပေးသက်တွေကိုသူကအချက်နှစ်ချက်ပြောသွားပါတယ်ပထမသူတောင်းပန်ပါတယ်တဲ့ဒီရာသီမှာရလက်တွေဆိုးသွားတဲ့အသင်းရလက်ဆိုးသွားခဲ့တဲ့အတွက်တောင်းပန်ပါတယ်ဒုတိယကတော့သူဒီအသင်းကိုအကောင်းဆုံးဖြစ်အောင်ပြန်လည်စူးစမ်းပြီးတော့မန်ချက်စတာယူနိုက်တက်ဆိုတာအတိတ်မှာမနေဘဲနဲ့လာမယ့်နေ့တွေမှာလာမယ့်နှစ်တွေမှာအကောင်းဆုံးတွေလာပါမယ်လို့သူကတိပေးသွားပါတယ်သူပထမဆုံးစပြီးတော့မန်ချက်စတာယူနိုက်တက် join တဲ့ပထမဆုံးပြီးခဲ့တဲ့6လတုန်းကဆိုရင်ねပထမဆုံးကန်တဲ့3ပွဲမှာသူအနေနဲ့ရလက်က2ပွဲနိုင်ပြီးတော့တပွဲတည်ကြတဲ့အချိန်မှာသူပြောခဲ့ပါတယ်တဲ့မှုန်တိုင်းတွေကမကြခင်လာပါမယ်ဆိုပြီးတော့သူပြောတဲ့အခါမှာဒီနေ့ဒီအသင်းရဲ့ရလက်ကဒီလိုဆိုးွားခဲ့ပါတယ်တဲ့အခုထပ်ပြီးသူဂရိပေးတာတော့ပေးသက်တွေကိုဂရိပေးတာတော့လာမယ့်နှစ်မှာရလက်ကောင်းနေနဲ့ပြန်လာမယ်လို့သူကဂုတ်တရားခံမင်းဆိုပြီးတော့သူကပြောပြသွားပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးလည်းနီးပြအမောင်းနဲ့အပွေးရင်းနဲ့ထောက်ခံရင်းနဲ့လာမယ့်ရာသီမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့အကောင်းဆုံးပုံစံတွေကိုပြန်လည်ရရှိဖို့မျှော်လင့်နေပေါ့နော်အခုဆိုရင်ကိုညာ confirm ဖြစ်သွားပါပြီပေါင်62.5 သန်းနဲ့ပထမဆုံးခေါ်ယူတဲ့ကစားသမားဖြစ်သွားပါပြီမသူကညာရရှိပါပြီပြီးရင်လည်းဒီလာမယ့်28ရက်နေ့မှာအာဆီယံအော်စတာနဲ့ကန်မှာဖြစ်ပါတယ်ဒီပွဲမှာမမောင်လွင်တို့ရွေးခံထားရတယ်အဲ့တော့အာဆီယံအော်စတာနဲ့ပွဲမှာလည်းမလေးရှားမှာကန်မှာနိုင်ငံတကာပွဲခီးစဉ်တွေကိုသူစပြီးတော့ကန်ပါပြီအားလုံးကျေးဇူးတင်ပါတယ်